ဒီဝမြေပေါ်လေးလက်ချင်းနဲ့တမှုတွေပဲဒီမုံတွေတောင်းမေးရင်ငွေသက်တွေပြင်စင်မပြီးမှကတည်းကတွေမေးရတိုင်းပြေဒီမုံနဲ့တော့ပလဲနဲ့မေးမြဲရဲ့ဝါရဲ့မတရားမေးတွေခွင်လို့ပေါ်မေးရဲ့ဟိုရင်ငါဆိုးမိုက်ချင်းတွေတွေ့အကောင်းဆုံးဖြစ်ခဲ့တဲ့မေကျွန်တော်သာမသိနာမလဲငယ်ပဲသူမရင်ချမ်းမှုတွေရဲ့အခုတော့ဟိုမြေတီနော်ရောက်တော့ခိုင်းမှာမေစကားတန်ကြမိတယ်ဒီညမဆောရှောင်းပဲပြီးတော့ကွာယူရလမ်းကိုရွေးမိတယ်ကံကိုမခံနိုင်ကြိုးစားရုံကနှလုံးသားတစ်ခုကိုလေခြေလုံးကန်နဲ့ကျွန်တော်ရဲ့မိုက်ပြေတွေကျွန်တော်လိုကောင်းဟာဘာကြောင့်မိတွေကောင်းဆုံးဖြစ်မှာလဲကျွန်တော်ထင်ရရေဆိုးမိုက်ခဲ့မိတယ်